ဖုန်းသုံးနေရင်ဖုန်းမျက်နှာပြင်မှာတက်လာတဲ့ကြောင်ရောင်ပိန်းဒီကိုပြောပြပါမယ်ဒီလိုလုပ်ဖို့အတွက်သင်ကဘာ application မှာ download လုပ်เสียမလိုပါဘူးဖုန်းမှာရှိတဲ့ setting တချို့ပဲလုပ်ရမှာဖြစ်ပါတယ်ဖုန်းမှာရှိတဲ့ best setting တွေကိုလုပ်ရမှာလဲဆိုတာကိုသိချင်တယ်ဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးပါပထမဆုံး setting ကိုလုပ်ဖို့အတွက်ဖုန်းရဲ့ setting ထက်ကိုနှိပ်ပါဖုန်းရဲ့ setting ထက်ကိုနှိပ်ပြီးရင် app ဆိုတဲ့ဟာကိုနှိပ်ရမှာဖြစ်ပါတယ်ဒီအောက်ကိုဆွဲမယ်ကျွန်တော် app လို့ရေးထားတာဟာကိုနှိပ်လိုက်မယ် okay ဒီကောင်ကိုနှိပ်ပြီးတာနဲ့ဒီလိုလေးပေါ်လာမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့တိတ်မသုံးတဲ့ application ကိုရွေးချယ်ရမှာဖြစ်ပါတယ်ဒီမှာကိုအမြဲလို့သုံးဖြစ်တဲ့ application ကိုမနှိပ်ဘဲနဲ့ကိုလုံးဝကိုမသုံးဖြစ်တဲ့ application ကိုပဲနှိပ်ရမှာဖြစ်ပါတယ်ဖုန်းမှာကိုအတွက်အသုံးမဝင်တဲ့ app ကိုရွေးချယ်ပြီး app ကိုနှိပ်ပါဒီမှာကျွန်တော်အတွက်အသုံးမဝင်တဲ့ application တွေကိုကျွန်တော်ရှာလိုက်မယ်ရှာပြီးတာနဲ့ application ကိုဒီလိုပုံစံနဲ့နှိပ်လိုက်မယ်ဒီလိုပုံစံနှိပ်ပြီးရင်ဒီအောက်မှာ clear data ရှိရဒီ clear data ကိုနှိပ်လိုက်မယ် clear data ကိုနှိပ်ပြီး clear all data လုပ်လိုက်မယ် okay ကိုနှိပ်လိုက်မယ်အဲ့လိုလုပ်မယ်ဆိုပါကဒီ application ကနေတဆင့်ကြောင်ရတွေတက်လာမှာမဟုတ်ပါဘူး application ကြောင်းလဲဖုန်းမျက်နှာပြင်မှာကြောင်ရတွေဝင်လာတာဖြစ်လို့ကိုအတွက်အသုံးမဝင်တဲ့ application ကိုဒီလိုပဲ clear all data လုပ်လိုက်ပါကျွန်တော်တခြား application ကိုလည်းလုပ်ပြပါမယ်ဒီကနေကျွန်တော်အရင်ဆုံး back ထွက်ပါမယ် back ထွက်ပြီးရင်ကျွန်တော်အတွက် application เนาะကျွန်တော်အတွက်အသုံးမဝင်တဲ့ application ကိုဒီမှာရွေးချယ်လိုက်ပါမယ်ရွေးချယ်ပြီးရင်ဒီကောင်ကိုလည်း clear all data လုပ်လိုက်ပါမယ်ဒီလိုပုံစံနဲ့ပဲကိုအတွက်အသုံးမဝင်တဲ့ application ကိုဒီလိုပုံစံနဲ့ clear all data လုပ်လိုက်ပါဖုန်းမှာကြောင်ရတွေမဝင်လာစေချင်တော့ဖုန်းမှာကိုအတွက်အသုံးမဝင်တဲ့ application တွေကိုဒီလိုပဲ clear all data လုပ်လိုက်ပါ okay နံပါတ်2 setting ကိုလည်းပြောပြပါမယ်နံပါတ်2 setting ကိုလုပ်ဖို့အတွက် setting ထက်ကိုဝင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ setting ထက်ကိုဝင်လိုက်မယ် setting ထက်ကိုဝင်ပြီးရင်ခုနလိုပဲ application ကိုရှာရမှာဖြစ်ပါတယ်ဒီအောက်ကိုဆွဲပြီး application ကိုနှိပ်လိုက်ပါကျွန်တော်တို့ဖုန်းကိုအရင်ဆို dark mode ပြောင်းလိုက်ပါ dark mode ပြောင်းပြီးမှကျွန်တော်တို့ကဘာကိုရှာရမှာလဲဆိုတာပြောပြမယ်ကျွန်တော်တို့ကနာမည်မပါတဲ့ application ကိုရှာရမှာဖြစ်ပါတယ်ပြောချင်တာကဒီမှာကြည့်မယ်ဆိုရင် application တွေအားလုံးမှာနာမည်နဲ့ logo ပါနေတယ်တကယ်လို့သင်ကဒီနေရာမှာနာမည်လည်းမပါဘူး logo လည်းမပါတဲ့ application ကိုရှာတွေ့တယ်ဆိုရင်တော့ချက်ချင်းပဲ application ကိုဖျက်လိုက်ပါနာမည်လည်းမပါဘူး logo လည်းအဖြူရောင်ပုံစံနဲ့ဖြစ်နေတဲ့ application ကိုတွေးတာနဲ့ချက်ချင်းပဲ application ကိုဖျက်လိုက်ပါတကယ်လို့ဒီလိုပုံစံနဲ့ application ကိုဒီမှာတွေးတာနဲ့ application ကိုဖျက်လိုက်ပါဘာလို့ဖျက်ခိုင်းလဲဆိုရင်application ကြောင်းပဲတင်ရဖုန်းမျက်နှာပြင်မှာကြောင်ရတွေတက်လာလို့ဖြစ်ပါတယ်ဖျက်ခိုင်းတာအဲကြောင့်ခုချက်ချင်းပဲ application ကိုတွေးတာနဲ့ဒီကနေဖျက်ပစ်လိုက်ပါokay ဒါကိုလုပ်ပြီးရင်တော့တော်တော်လေးကိုအဆင်ပြေသွားပြီအခုကျွန်တော်တို့လုပ်ရမယ့် setting number 3ကိုပြောပြမယ် setting number 3ကဘာလဲဆိုရင်ကျွန်တော်တို့ Chrome browser ဖြစ်ပါတယ်ဟုတ်ပါတယ် Chrome browser ကနေလည်းကြောင်ရတွေတက်လာတာမျိုးဖြစ်တတ်ပါတယ် okay ကျွန်တော် Chrome browser မှာသွားပြီးမှ setting ချိန်မယ်เนาะ okay ကျွန်တော်အရင်ဆုံးကျွန်တော် Wi-Fi ဖြစ်ဖြစ် internet ဖြစ်ဖြစ်အရင်ဆုံးဖွင့်လိုက်ပါမယ်เนาะokay ဖွင့်ပြီးတာနဲ့ကျွန်တော်တို့ Chrome browser ထက်ကိုဝင်ရမှာဖြစ်ပါတယ် Chrome browser တက်ကိုဒီလိုပုံစံနဲ့ဝင်လိုက်ပါ Chrome browser ကိုနှိပ်ပြီးတာနဲ့ကျွန်တော်တို့ line 3ခုရှိရနော်ဒီမှာဒီ line 3ခုကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာ setting ကိုနှိပ်လိုက်မယ် setting ကိုနှိပ်ပြီးရင်နည်းနည်းလေးအောက်ကိုဆွဲမယ်ကျွန်တော်ဒီမှာ size setting ကိုရှာမယ်နော် size setting ဒီအောက်မှာရှိရနော်ဒီ size setting ကိုနှိပ်မယ် size setting ကိုနှိပ်ပြီးရင်ဒီမှာ all size ရှိရနော်ဒီ all size ကိုတစ်ချက်နှိပ်လိုက်မယ် all size ကိုနှိပ်ပြီးရင်ဒီ site တွေနော်ကိုက website တစ်ခုခုမှာဝင်လိုက်တာနဲ့website ကနေကြောင်ရတွေတက်လာတာဖြစ်ပါတယ်เนาะအဲအကြောင်းဒီ website တွေအားလုံးကိုပိတ်မယ်နော်ဒီလိုပိတ်ဖို့အတွက် delete browsing data ကိုနှိပ်လိုက်ပါဒီကောင်ကိုနှိပ်ပြီးရင်ကျွန်တော်ဒီအောက်မှာရှိရနော် delete နော် delete data ရှိဒီကောင်ကိုနှိပ်လိုက်ပါပြီးရင်ဒီ delete ကိုနှိပ်လိုက်ပါဒီလိုလုပ်မဲ့ဆိုရင်တော့တင်ရဖုန်းကနေကြောင်ရတွေတက်လာမှာမဟုတ်ပါဘူးဟုတ်ပါတယ်ဒီ setting 3ခုကိုလုပ်လိုက်ပါနော်ဒီ setting 3ခုကိုလုပ်ချင်းအားဖြင့်တင်ရဖုန်းမှာကြောင်ရတွေတက်လာမှာမဟုတ်ပါဘူး